阿龙被明的话，真多路也都得送，前那个你点来的住宿来罢了。第个你真多路电视比卖讲牙嘎咯。如就那片阿达皮经验，老实对安尼也瑞讲无，表表被多嘛吧。库罗没有打瑞对，但莫西连连边呀被披露，滴滴恰恰来几杯吧。DVD 的嘛，真好讲那片阿达皮经，如就老难的拉数啦，表表被多嘛吧。地强包地多来看，第三路亚拉波，必然亏钱谁看几样啊？安尼也瑞个巴瑞嘞。OK， ပထမဆုံးနဲ့အဓိကအဖြစ်တင်ဟာအဆက်မပြတ်နဲ့မကြာခဏလက်ဖြင့်အာသာဖြစ်နေမယ်ဆိုရင်ကျမ်းမာတဲ့အမျိုးသားတွေကျမ်းမာတဲ့အမျိုးသမီးတွေဟာနေတိုင်းဒါမှမဟုတ်တစ်နေ့ကိုအချိန်ပေါင်းများစွာလက်ဖြင့်အာသာဖြစ်ဖို့မလိုအပ်တဲ့အကြောင်းရင်းရှိတယ်ဆိုတာသိစေချင်ပါတယ်။လက်ဖြင့်အာသာဖြစ်ခြင်းဟာကျမ်းမာတဲ့လိင်ဆက်ဆံမှုပေါ်နဲ့လူနေမှုပုံစံမှာကျမ်းမာရေးနဲ့ညီညွတ်နိုင်ပါတလားဟုတ်ကဲ့ဒါပေမဲ့တစ်ပတ်ကို2ကြိမ်ကနေ9ကြိမ်ထိအချိန်ရင်းနဲ့တသက်ထဲတော့မဟုတ်ပါဘူး။အဲ့ဒီလောက်မကြာခဏလက်နဲ့အာသာဖြစ်နေတယ်ဆိုရင်ကိုနှစ်သိမ့်မှုလိုအပ်ချက်ကိုဖြည့်ဆည်းပေးနေတာပါ။ဒါကိုကျွန်တော်တို့သိရပါမယ်။ဒါကြောင့်လိမ်မိုင်းဆိုင်ရာအပြုတ်မှုအတွက်ကျွန်တော်တို့သိထားတာကအုံနောက်ကစိတ်ခံစားချက်ကိုထိန်းညှိဖို့နောက်ပြန်ဆွဲနေပြီးကိုအဆင်ပြေတယ်လို့ခံစားရစေလို့ပါ။ပြီးတော့အုံနောက်ထဲမှာထုတ်လွှတ်တဲ့ဒိုပါမင်းနဲ့လည်းသက်ဆိုင်ပါလေ။တင်လက်ဖြင့်လုပ်တဲ့အခါလက်ကိုမိခိုးမှုတစ်ခုဖြစ်လာပါလေ။ဒါကြောင့်ဗီဒီယိုတိုင်းမှာအဆုံးမှာအသုံးပြုဖို့အုံနောက်အကြံပြုချက်တွေပေးထားပြီးဒီတစ်ခုမှ2ခုလောက်မျှဝေပေးသွားမှာပါ။ဒါပေမဲ့အခုချိန်မှာဒါကိုစဉ်းစားစေချင်ပါတယ်။ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်တင်လက်အသုံးပြုမှုအများကြီးလုပ်တယ်ဆိုတာသိပြီးအဲ့ဒါများလုံးတလားဆိုတာသိချင်လို့ပါ။ဒါကြောင့်များလုံးနဲ့ဆိုရင်လိမ်မိုင်းဆိုင်ရာထပ်ပိုတဲ့လိုအပ်ချက်တစ်ခုကိုဖြည့်ဆည်းပေးနေတာပါ။အဲ့ဒါကတင့်ကိုသိစေချင်တာပါပြီးတော့တေချာသိချင်ရင်လက်နဲ့အာသာဖြည့်တာကိုရက်လိုက်ပါ။တစ်ပတ်ဒါမှမဟုတ်2ပတ်လောက်လက်နဲ့အာသာဖြည့်တာကိုရက်ပြီးအုံနောက်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကြည့်ပါ။မင်းခံစားရလိမ့်မယ်။ငါနဲ့အတူအလုံးလုံးတဲ့လူထောင်ပေါင်းများစွာကနေမင်းအုံနောက်ထဲကဆွဲမြင်အားကိုခံစားရမယ်ဆိုတာငါသိတယ်။အဓိကတွန်းအားပြန်သွားဖို့တွန်းအားလိုပါလေ။အခုလက်နဲ့အာသာဖြည့်ခြင်းရဲ့နောက်ထပ်အနေနဲ့တစ်ခုကတော့လက်နဲ့အာသာဖြည့်တာကတစ်ခုတည်းဖြစ်မလာဘူး။ကျမ်းမာတဲ့လက်နဲ့အာသာဖြည့်တဲ့အလေးထားဆိုတာနှိမ့်နေမှုလိုမျိုးမင်းရဲ့ခန္ဓာကိုယ်တွေကခံစားချက်တွေနဲ့ထိတွေ့နေချိန်မှာဒါကြောင့်ကျမ်းမာတဲ့နှိမ့်နေမှုရရင်မင်းရဲ့ချက်သားတွေပြေလျော့သွားတာကိုခံစားရလိမ့်မယ်။မင်းရဲ့ခန္ဓာကိုယ်မှာတင်းမာမှုတွေခံစားနေရမယ်။အဲ့ချိန်ကျရင်အပြင်ထွက်သွားလိုက်ပါ။ဒါပေမဲ့မင်းကစိတ်ကူးရင်ဆန်တဲ့အရာတွေကိုဆွဲလန်းနေတာမဟုတ်ဘူး။ဒါမှမဟုတ်တစ်ချိန်တည်းမှာပဲညဉ့်ညမ်းရုပ်ရှင်တွေကိုမကြည့်ရမနေလားလည်းမဟုတ်ဘူး။ဒါကြောင့်ကျမ်းမာတဲ့လက်နဲ့အာသာဖြည့်တဲ့အလေးထားဆိုတာမင်းရဲ့ခန္ဓာကိုယ်တွေကခံစားချက်တွေမှာအမြင့်တွယ်နေတဲ့အရာပါ။ဒါကြောင့်နောက်ထပ်အနေနဲ့တစ်ခုကတော့မင်းရဲ့စိတ်ကူးရင်ဆန်တဲ့အရာတွေကိုဒါမှမဟုတ်ညဉ့်ညမ်းရုပ်ရှင်တွေကိုလက်နဲ့အာသာဖြည့်တာပါ။ပြီးတော့အဲ့ဒီစိတ်ကူးရင်ဆန်တဲ့အရာတွေကိုစိတ်ကူးရင်ဆန်တဲ့အရာတွေနဲ့ကြည့်နေမယ်ဆိုရင်လည်းအဲ့ဒါနဲ့အတူလိုက်ပါလာတယ်ဆိုတာသိပ္ပံပညာကနေကျွန်တော်တို့သိပါတယ်။တကယ်တော့အဲ့ဒါကမင်းရဲ့အုံနောက်ရဲ့လှုပ်ရှားမှုရော့ကျလာတာပါ။ပြီးတော့ဒါကတင့်အုံနောက်လည်းမရှိတဲ့ဆုလက်ပဟိုချက်ကိုဖော်ထုတ်ပေးနေပြီးအဲ့ဒါကပြဿနာအများပြားကိုဖြစ်စေပါလေ။ဒီမှာကျွန်တော်တို့ကိုမြင်မြတ်ဆက်ဆက်အမိတက်ပေးပါမယ်။ဒီမှာအများစုမှာမြန်ဆန်ပြီးညစ်ပတ်တဲ့အချက်ကတော့တင့်အုံနောက်ရဲ့နဖူးပိုက်အမိပါကောင်းကောင်းအလုံးမလုံးတဲ့အခါတင့်ရဲ့တွေးခေါ်နိုင်စွမ်းအတိညာဉ်ကျဆင်းသွားလာပါပဲ။ဒါကြောင့်တင့်ရဲ့တွေးခေါ်နိုင်စွမ်းမမိနိုင်စွမ်းအာယုံစူးစိုက်နိုင်စွမ်းစိတ်အားထက်သန်မှုခံစားရနိုင်စွမ်းအလုတ်သွားဖို့စွမ်းရည်တွေရော့ကျသွားပါလေ။အရာတွေကိုမမိနိုင်စွမ်းတစ်ခုခုကိုစီစဉ်နိုင်စွမ်းနဲ့ဆက်လုပ်နိုင်စွမ်းတွေရော့ကျသွားပါလေ။ဒီချိန်ထဲမှာပဲလူမှုရေးစိုးရိမ်စိတ်တွေကအမိုးကာကနေဖြတ်တန်းသွားပါလေ။စိုးရိမ်ပူပန်မှုတူလိုပါပဲ။ကျန်းမာရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေတိုးလာတာကအုံနောက်ကအာယုံကြောဆိုင်ရာထိန်းညှိမှုမမှန်တာကြောင့်ပါ။ဆိုလိုတာကမျက်လုံးမြင့်လုံးပြီးမျက်လုံးနှိပ်လုံးလာကြောင့်လိမ့်စိတ်ဖြေဖြောက်ဖို့နောက်ပြန်သွားပေးတာပါ။ဒါကြောင့်စိတ်တကြလာပါလိမ့်မယ်။ရေဘူးရအဖြစ်မအိမတဖြစ်ခြင်းဒါမှမဟုတ်နေမကောင်းဖြစ်ခြင်းတွေခံစားရပါလိမ့်မယ်။စိတ်ခံစားမှုနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေတိုးလာပါလိမ့်မယ်။ဒါကိုကျွန်တော်တို့သိပါလေ။သိပ္ပံပညာကဒါကိုပြသနေပါလေ။လိမ့်နဲ့ထောင်မှတ်မှုမစွမ်းဆောင်နိုင်ခြင်းလိုမျိုးရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုပါဖြစ်စေပါလေ။ဘာလို့လဲဆိုတော့တစ်အုံနောက်ထဲကဆုလက်ဘဝချက်ဟာအာယုံခံစားမှုညော့နေလာလို့ပါ။ဒါကြောင့်လူကြလာဖို့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာလှုပ်ဆောင်မှုတွေပို့လိုအပ်ပါလေ။အဲ့ဒါကြောင့်ပိုပြီးတသက်ထဲနဲ့မကြာခဏအာသာဖြစ်ဖို့ပြန်သွားရမှာပါ။ဒါဟာမိခိုးမှုတစ်ခုအတင်းအကျပ်လုပ်ယူမှုတစ်ခုပါပဲ။တင့်အတွက်မကောင်းပါဘူး။ဒါကြောင့်နောက်ထပ်အနေနဲ့တစ်ခုကတော့တင်းလက်တွဲပေါ်နဲ့လိန်စစ်ဆံမဲ့အစားအာသာဖြစ်ဖို့တင့်နီးလန်းကနေထွက်သွားစီမှာပါ။တင်မှာလက်တွဲပေါ်ရှိရင်ဒါမှမဟုတ်လောကထဲကိုဝင်ပြီးလက်တွဲပေါ်ရှာဖို့ကြိုးစားမယ်စားတင်ဟာကျဉ်နဲ့ပြီးကျဉ်နဲ့လာပါလိမ့်မယ်။အခုလက်နဲ့အာသာဖြစ်ခြင်းကနေကိုနှစ်သိမ့်မှုရလာတာနဲ့အမျှလူတွေအများကြီးစီကကြားသိလာရပါတယ်။ထ
ထောင်ပေါင်းများစွာသောလူတွေပါကျွန်တော်ရဲ့အုံနောက်ထဲမှာဟက်ကတယောက်ရှိနေပါလေအဲ့ဒါကလိန်စိတ်လွန်ခဲ့တဲ့တွန်းအားပါတဲ့အုံနောက်ကတင့်ကိုပြောပြနေတာကကျွန်ုပ်တို့အဆင်ပြေတယ်လို့ခံစားရဖို့နောက်တစ်ချိန်အာသာဖြေဖို့ပါအဲ့ဒီဟက်ကတင့်ကိုလှည့်စားနိုင်မယ်သူကတင့်ကိုလိန်ရပါတယ်စီချစ်ကင်ဆာကိုကာကွယ်ဖို့အာသာဖြေနေတယ်လို့သူပြောပါတယ်စီချစ်အတွက်အာသာဖြေခြင်းဆိုင်ရာသိပ္ပံပညာကိုပြောပြဖို့ပါကင်ဆာကအပိသက်ဆုံးဖြတ်ချက်ချနိုင်တဲ့လက္ခဏာမဟုတ်ပါဘူးအလွန်အကျွံအာသာဖြေတာကတင်စီချစ်အတွက်မကျန်းမာဘူးလို့ပြသတဲ့လေ့လာမှုတွေရှိပါတယ်။ညီကုန်းချုပ်ချက်မရှိဘူးလို့ပြသတဲ့လေ့လာမှုတွေလည်းရှိပါတယ်။တင်စီလန်းကြောင်းဆရာဝန်စီအချိန်ပေါင်းများစွာသွားမယ်ဆိုရင်အတင်းအကျပ်လိန်စိတ်လွန်ကဲစွာပြုမှုခြင်းဆိုင်ရာယောဂကြောင့်သူတို့မသိကြပါဘူး။သူတို့ကတင့်ကိုခမရအာသာဖြေတာအများကြီးလားလို့မမေးပါဘူး။သူတို့ကခမရအပြကားတွေကြည်လားလို့မမေးပါဘူး။ဒါကြောင့်တစ်တနာတစ်ခုခုရှိရင်ဒါမှမဟုတ်စီချစ်ကင်ဆာကိုကြောက်ရွံ့နေရင်တင်စီလန်းကြောင်းဆရာဝန်စီသွားပါဒါပေမဲ့တင်လုံးမယ်ဆိုရင်ညဉ့်ညမ်းရုပ်ပုံတွေကိုကြည့်ပြီးလိန်စိတ်ဖြေဖြောက်တာကဖော်မြူလာကိုပြောင်းလဲစေလို့မကြခဏလိန်စိတ်ဖြေဖြောက်တယ်လို့သူ့ကိုပြောပြပါစီလန်ကြောင်းအထူးကုဆရာဝန်တွေကိုစီချစ်တနာတွေရှိရင်လိန်စိတ်ဖြေဖြောက်တာကတင့်အတွက်ကောင်းတယ်လို့ပြောပြဖို့လေ့ကျင့်ထားပါလေဒါပေမဲ့တင်လိန်စိတ်ဖြေဖြောက်တာများရင်လိန်စိတ်ဖြေဖြောက်တာကအုံနောက်အတွက်မကောင်းပါဘူးအုံနောက်ကိုထိခိုက်စေတဲ့ဆိုးကျိုးတွေကစီချစ်ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ပါစေပြီးရုံးမြယောက်ျားတွေအတွက်အလွန်နှဲပါပါလေCancer.org ကိုတွားရင်ကိုယ်တိုင်ဖတ်ကြည့်နိုင်ပါလေအသက်60အောက်အမျိုးသားတွေမှာအလွန်ရှားပါပါလေဒါကြောင့်အာသာဖြေတာအများကြီးလောက်တာကစီးကျိတ်ကင်ဆာနဲ့မဆိုင်ပါဘူးကိုလှည့်စားခံရတာကိုမခံပါနဲ့ဘာလို့လဲဆိုတော့ကိုလှည့်စားခံရလိုက်အုံနောက်ကိုပျက်စီးစေလိုပါအာသာဖြေတာများလုံးတယ်လို့ဆုံးဖြတ်ပြီးဒါကကျန်းမာရေးနဲ့မညီညွတ်တဲ့အချက်တစ်ခုဖြစ်ပြီးဒီခီးမှာအကူအညီရှာနေတယ်ဆိုရင်ကျွန်တော်ကိုဆက်သွယ်ပါကျွန်တော်မှာကူညီပေးနိုင်တဲ့ program တွေရှိပါလေအုံနောက်ကိုထိန်းချုပ်ပါမဟုတ်ရင်အုံနောက်ကတင့်ကိုထိန်းချုပ်သွားလိမ့်မယ်ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်